ဒီနေ့ခေတ်လူငယ်တွေကြားမှာခေတ်စားနေတဲ့ညဘက်ဘာသွားကလပ်သွား KTV သွားတဲ့သူတွေကြားမှာရေပန်းစားနေတဲ့အသက်အန္တရာယ်ကိုစိုးစိုးဝါးချင်းချောင်းနိုင်တဲ့ဒီ Happy Water လို့ခေါ်တဲ့ရေပျော်မှုရဲ့ဆေးအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ Happy Water လို့နာမည်ကြားလိုက်တာနဲ့ပေါ့နော်စိတ်ပျော်ရွှင်ကြည်နူးစေမဲ့အရေးတစ်ခုလို့ထင်ရပေမဲ့လည်းတကယ်တမ်းကျတော့ဒီဆေးရေကသေမင်းစီကိုတနက်မမတ်ကြီးကိုစိုက်ရောက်အောင်ပို့ဆောင်နေတဲ့အရာတစ်ခုလည်းဖြစ်နေပါတယ်ဒီမူရဲ့ဆေးဝါးပေါ့နော်အရင်တော့မူရဲ့ဆေးဝါးတွေလိုမျိုးဆေးလုံးတွေဆေးပြားတွေထိုးဆေးအနေနဲ့လာတာမျိုးမဟုတ်တော့ဘဲနဲ့ကော်ဖီထုတ်လိုမျိုးပြီးတော့မှကော်လာဂျင်ထုတ်လိုမျိုးပြီးတော့တစ်တိဖြော်ရည်ထုတ်လိုမျိုးတဲဆောင်ရလွယ်တဲ့အထုပ်ပိုးမှုပုံစံနဲ့လာတာဖြစ်ပါတယ်အနံ့ရတာမရှိဘဲနဲ့ပေါ့နော်ရိုးရိုးရေမှာဘီယာတွေအရက်တွေထဲမှာလည်းမတိတာပဲနဲ့ပျော်ဝင်နိုင်တာဖြစ်တဲ့အတွက်ဒီဆေးဝါးရဲ့အန္တရာယ်ကလည်းတော်တော်လေးကိုကြီးမားပြီးတော့မှသတိထားဆင်ခြင်ဖို့လည်းလိုပါတယ်နောက်ပြီးကြတော့သူ့ထဲမှာကမူရစ်ဆေးဝါးတစ်မျိုးတည်းမဟုတ်ဘဲနဲ့မူရစ်ဆေးဝါးတွေအများကြီးကိုပေါင်းဆက်ထားတဲ့ကော့တေမူရစ်ဆေးတစ်မျိုးလည်းဖြစ်ပါတယ်ဒီအထုပ်လေးတွေထဲမှာဘာတွေပါဝင်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်အဲ့ဒီထဲမှာဆိုလို့ရှိရင်တော့ယာဘလို့ခေါ်တဲ့ methamphetamine ပါဝင်တယ် ecstasy ဆိုတဲ့ဆေးပါဝင်တယ်ketamine ပါဝင်တယ်ပြီးတော့မှဒီ diazepam တို့ tramadol တို့အဲ့လိုမျိုးဆေးဝါးတွေလည်းပါဝင်တာကိုတွေ့ရတယ်ဒီထဲမှာဆိုလို့ရှိရင်တော့စိတ်ကြွဆေးတွေရောစိတ်ငြိမ်ဆေးတွေရောနှစ်မျိုးလုံးပေါင်းဆက်ပြီးတော့ပါဝင်နေတာလည်းဖြစ်ပါတယ်ဒီလိုစန့်ကျင်ဘက်ဆေးတွေကိုရောထည့်ပြီးတော့မှအသုံးပြုတာဖြစ်တဲ့အတွက် synergistic effect လို့ခေါ်တဲ့ဒီဆေးတွေအလုံးပေါင်းဆက်ပြီးတော့မှထွက်လာတဲ့ရလဒ်ကတော့တော်တော်လေးကိုစိုးစိုးဝါဖြစ်စေတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တော့ကားတစ်စီးကို lever ရော brake ရောတပြိုင်တည်းအသုံးပြုပြီးတော့မောင်းနှင်နေတယ်လို့မျိုးပဲပေါ့နော်အမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အစိုးဆုံးအခြေအနေကတော့ပေါ့နော်သူကကခုံမြူတူးနေနေမှပဲဒီဆေးဝါးတွေရဲ့မူရစ်ဆေးဝါးတွေရဲ့ dose ကလွန်ကျူးဖြစ်သွားမှမတိလိုက်တဲ့အချိန်မှာပဲပေါ့နော် overdose တွေဖြစ်သွားတယ်ဖြစ်သွားပြီးတော့မှရုတ်တရက်ကြီးနှလုံးခုန်နှုန်းတွေမြန်လာတယ်နှလုံးခုန်နှုန်းမြန်လာပြီးတော့မှရုတ်တရက်ကြီးအသက်ဆုံးရှုံးသွားတဲ့အခြေအနေမျိုးထိလည်းဖြစ်သွားနိုင်ပါတယ်ထုတ်လုပ်သူတွေအနေနဲ့ကလည်းပေါ့နော်ဒီဆေးတွေထဲမှာဘယ်ဆေးဝါးကဘလောက်နှုံပါဝင်တာလဲဆိုတာမျိုးကိုလည်းအတိအကျလည်းမရှိနေတာဖြစ်တဲ့အတွက်ဒါကလည်းဒီဆေးဝါးရဲ့အဓိကအန္တရာယ်တစ်ခုလည်းဖြစ်နေပါတယ်ဒီမှာတစ်ခုရှိတာပေါ့နော်ဒီဆေးဝါးကိုအသုံးပြုနေတဲ့အချိန်မှာရေချိုးမိရင်သေနိုင်လားပေါ့နော်တကယ်တမ်းတော့ဒီဆေးဝါးပေါ့နော်ဒီမူရစ်ဆေးဝါးကိုအသုံးပြုလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့အပူချိန်ကရုတ်တရက်ကြီးမြင့်တက်လာတာမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးအခြေအနေမျိုးမှာရေချိုးခြင်းတဲ့ရေချိုးတာမျိုးတွေရေခဲကြီးတောက်တာမျိုးတွေဆိုလို့ရှိရင်ရုတ်တရက်ကြီးသွေးကြောတွေကကျုံပြီးတော့မှရုတ်တရက်ကြီးအသက်ဆုံးရှုံးတဲ့အခြေအနေမျိုးတွေထိလည်းဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်သတိထားဖို့လည်းလိုပါတယ်ရေရှည်မှာဆိုလို့ရှိရင်တော့ဒီဆေးကပေါ့နော်မှတ်ညံနေချို့ရင်တာမျိုးတွေစိတ်ကစင်ကလေးအားဖြစ်တာမျိုးတွေစိတ်မတည်ငြိမ်နိုင်တာမျိုးတွေအဲ့လိုမျိုးအမျိုးဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့ရတာမျိုးတွေလည်းတွေ့တတ်ပါတယ်ဒီ Happy Water ရဲ့အဓိကနောက်ထပ်ပြဿနာတစ်ခုကဘာရှိလဲပေါ့နော်သူကကျတော့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုမှာလည်းအသုံးပြုနေတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီအန်ဒီရဲ့အခါလည်းအရန်အရေးကြီးတဲ့အန်ဒီရဲ့တစ်ခုအနေနဲ့ပါဝင်နေတာမျိုးတွေလည်းဖြစ်တယ်ဒီ Happy Water ကရေထဲမှာပျော်ဝင်နိုင်တယ်ပေါ့နော်ပြီးတော့အနံ့ရတာလည်းကင်းတဲ့ခါကျတော့ဒီရေတွေအရက်တွေဘီယာတွေထဲမှာဒီ Happy Water ကိုထည့်ထားလိုက်လို့ရှိရင်မတိရဘူးပေါ့နော်မတိရတဲ့ခါကျတော့ဒီဆေးအသုံးပြုပြီးတော့မှလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုတွေအလွဲသုံးစားမှုတွေပြုလုပ်နေတာကိုလည်းတွေ့ရတယ်အဲ့ဒါကြောင့်မလို့အထူးသဖြင့်အမျိုးသမီးတွေဆိုလို့ရှိရင်တော့ကိုမတိတဲ့သူတို့ကနေပြီးတော့မှတိုက်တဲ့အရည်တွေဆိုလို့ရှိရင်တော့လုံးဝငင်းဆန်သင့်ပါတယ်ပြီးတဲ့ခါကျတော့မှကိုယ့်ရဲ့အေးခွက်တွေဘီယာခွက်တွေအဲ့လိုမျိုးခွက်တွေကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့လည်းလိုပါတယ်ကိုမတိလိုက်တဲ့ချိန်ထဲမှာတယောက်ကဒီ Happy Water အရေးထည့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကိုကဒီဟာကြောင့်မလို့ဒုက္ခရောက်သွားနိုင်တာဖြစ်တဲ့အတွက်အရန်အရေးကြီးပြီးတော့မှသတိပြုဆင်ခြင်ဖို့လည်းလိုပါတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီနေ့ခေတ်လူငယ်တွေရဲ့မိဘတွေကိုလည်းတစ်ခုအကြံပြုချင်တာပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုဒီတယ်လီဖုန်းတွေကွန်ပျူတာတွေကိုကိုယ့်ရဲ့သားသမီးတွေမသိအောင်လို့ယူပြီးတော့မှကြည်တာမျိုးတွေအဲ့လိုမျိုးတွေကတော့တကယ်တမ်းတော့မလုပ်သင့်ဘူးပေါ့နော်ဒါကလူငယ်တွေရဲ့ privacy ကိုချိုးဖောက်ရလဲရောက်တယ်လူငယ်တွေနဲ့ပွင့်ပွင့်လင်းလင်းပေါ့နော်မေးမယ်စောင့်ကြည့်မယ်ကိုသားသမီးကဘယ်လိုမျိုးအခြေအနေမျိုးတွေရှိတယ်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့လိုက်နိုင်လားဘယ်တငယ်ချင်းတွေနဲ့ပေါင်းသင်းလဲဘယ်လိုတွေသွားလဲလိုက်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကိုကိုယ့်အကိုလေ့လာထားရမယ်ပြီးတော့မှသားသမီးနဲ့ရင်းရင်းနှီးနှီးပေါ့နော်အပေါ်စီးကနေပြောဆိုဆုံးမတာတဲ့ဆိုလို့ရှိရင်တော့ရင်းရင်းနှီးနှီးပြောဆိုဆွေးနွေးပြီးတော့မှ
တချို့အကြောင်းအရာတွေကိုလည်းလမ်းမှန်ရောက်အောင်ဆုံးမပေးဖို့လည်းလိုပါတယ်အခုနပြောသလိုမျိုးပေါ့နော်ဒီမူရစ်စေဝါတွေရဲ့အန်ဒီရယ်ကလည်းရှိနေတာဖြစ်တဲ့အတွက်ရင်းရင်းနှီးနှီးပွတ်ပွင့်လင်းလင်းပေါ့ပေါ့ပါပါဆွေးနွေးမှသာလျှင်တကယ်လူရင်းကိုရောက်ပြီးတော့မှတေချာလေးလည်းရှင်းပြနိုင်မှာလည်းဖြစ်ပါတယ်အချုပ်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ Happy Water ဆိုတဲ့စိတ်ပျော်ရွှင်စေတဲ့ဆေးအရည်ပေါ့နော်မူရစ်ဆေးဝါးကတကယ်တမ်းတော့လူငယ်တွေကြားမှာလည်းပြန့်ပွားနေတယ်ပြီးတော့အသုံးပြုတဲ့သူတွေလည်းများတယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းခုနပြောသလိုမျိုးပေါ့နော်မတိလိုက်တဲ့အချိန်မှာဒီဆေးတွေခတ်ပြီးတော့မှလိမ်ပိုင်းဆိုင်ရာမျက်ထုတ်ခံရတာမျိုးတွေလည်းရှိတဲ့ခါကျတော့ဒီဆေးမျိုးတွေကိုတော့လူငယ်တွေအနေနဲ့လုံးဝစမ်းသပ်ကြည့်တာမျိုးလည်းမလုပ်သင့်ပါဘူးအရေးလဲကြည့်တယ်ပေါ့နော်ပြီးတော့မထိတွေ့မတောက်သုံးမိအောင်လဲဂရုပြုဆင်ခြင်ဖို့လဲလိုတာကိုကျွန်တော်အကြံပြုရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်